တကြံကိုထိုင်းလို့สงกรานต์မြန်ပြောရင်တော့สงกรานต์တကြံပွဲတော့เทศกาลสงกรานต์เทศกาลสงกรานต์เทศกาลဆိုတာပွဲတော်ပြောတာဖြစ်ပါတယ်လူကြီးမိဘတွေကိုကတော့တယ်ဆိုလို့ရှိရင်တော့ไหว้ผู้ใหญ่ไหว้ผู้ใหญ่ပေါင်တာလိမ့်တယ်ပေါင်တာလူးတယ်ဆိုလို့ရှိရင်တော့ทาแป้งရေဆော့တယ်ဆိုရင်เล่นน้ำရေလောင်းတယ်ဆိုလို့ရှိရင်ลดน้ำတကြံအိပ်ပြန်တယ်ဆိုလို့ရှိရင်กลับบ้านสงกรานต์တကြံပိတ်ရက်ဆိုလို့ရှိရင်วันหยุดสงกรานต์တကြံရေသွားကစားကြမယ်လို့ပြောချင်တယ်ဆိုရင်ไปเล่นน้ำสงกรานต์กันတကြံရေတူတူသွားကစားကြမယ်ဆိုလို့ရှိရင်တော့ไปเล่นน้ำสงกรานต์ด้วยกันဒီစကားလုံးလေးတွေကတကြံအချိန်မှာပြန်လည်ပြီးတော့အသုံးပြုနိုင်ပါတယ်ပျော်ရွှင်သောအတ္တတကြံလေးဖြစ်ပါစေ